ချက်စီးဖန်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျဇူလိုင်လ28ရက်နေ့ရဲ့နောက်ဆုံးရချက်စီးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဗျာဒီနောက်ဆုံးရထားတဲ့သတင်းတွေအရ Brighton အသင်းရဲ့ဒီဝိုင်းရင်တိုက်စစ်မှုဒန်နီဝဲဘက်နဲ့ဗျာဒီချက်စီးတို့ရဲ့သတင်းကတကယ်ကိုအရှိန်တက်နေပါတယ်ချက်စီးဘက်ကဒီစိတ်ဝင်စားမှုအမေရိကန်ရှိနေပြီးတော့ဗျာဒီဝဲဘက်နဲ့နီးစပ်တဲ့သူတွေကတော့ဒီဆွေးနွေးမှုတွေကတော်တော်လေးခရီးရောက်နေပြီလို့ပြောဆိုနေကြပါတယ်ဒီအပြောင်းရွှေ့သားအမှန်တကယ်ဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်ဗျာဒီလီယန်ဒီလက်ရဲ့ဒီချက်စီးအနာဂတ်အတွက်စိုးရင်စရာဖြစ်လာနိုင်တယ်လို့ဒီတုံ့တက်မှုတွေလည်းထွက်ပေါ်နေပါတယ်ချက်စီးသင်းဟာဒီနွေရာသီဇုကတ်မှာလူငယ်အင်အားကိုသာဗျာဒီမျှော်လင့်နေတာမဟုတ်ဘဲနဲ့ဒီအတွေ့အကြုံရှိတဲ့ကစားသမားတွေကိုလည်းဗျာထပ်မံဖြည့်တင်းဖို့စူးစမ်းနေတဲ့ပုံစံကိုမြင်တွေ့ရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဗျာဒီချက်စီးသင်းဟာဘရန်ဖို့ကွင်းလန်လူဂျော်ဒန်ဟန်နာဆန်ကိုဗျာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူဖို့ပြင်ဆင်နေကြောင်းသိရပါတယ်ချက်စီကတော့ဒီနွေရာသီဇုကတ်မှာအတွေ့အကြုံဒီခေါင်းဆောင်မှုနဲ့ဒီအနိုင်ရလို့စိတ်ပြင်းပြတဲ့ကစားသမားတအုပ်ကိုရှာဖွေနေပြီးတော့ဒီဟန်နာဆန်ရဲ့ဗျာဒီ leadership နဲ့ character ကိုအလွန်တန်ဖိုးထားနေတယ်လို့လည်းသိရပါတယ်ဒါအပြင်ဗျာဒီဟန်နာဆန်ကိုစိတ်ဝင်စားနေတဲ့ဒီ Premier League ကလပ်ကြီးတွေအများကြီးရှိပေမဲ့ဗျာဒီချက်စီကတော့သူတို့ရဲ့ကွင်းလယ်ပိုင်းမှာလိုအပ်နေတဲ့ဒီအတွေ့အကြုံနဲ့ဥဆောင်နိုင်စွမ်းကိုဖြည့်ဆည်းပေးနိုင်မဲ့ကစားသမားအဖြစ်မြင်နေပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဗျာဒီချာလိုဘာနဲ့ဒီကိုမိုအသင်းအကြောင်းပါကိုမိုအသင်းဟာဒီချက်စီနောက်ခံသူချာလိုဘာကိုခေါ်ယူနိုင်ဖို့ဗျာအလွန်စိတ်အားထက်သန်နေပြီးတော့လိုအပ်ရင်ကမ်းလှမ်းမှုကိုထပ်မံတိုးမြှင့်ဖို့ဗျာဒီအသင်းရှိနေပါတယ်ကိုမိုအသင်းအနေနဲ့ဗျာဒီချာလိုဘာရဲ့အပြောင်းအရွှေ့ဖြစ်နိုင်ခြေရှိနေသူပဲဒီအခြားဗဟိုနောက်ခံလူတွေကိုဗျာရှာဖွေသွားမှာမဟုတ်ဘဲနဲ့ဒီချက်စီနဲ့တဘောတူညီမှုရဖို့ပဲဗျအာယုံစိုက်သွားမယ်လို့လည်းသိရပါတယ်ချာလိုဘာရဲ့အနာဂတ်ကတော့မကြခင်မှာပဲအဖြေထွက်လာဖို့ရှိပါတယ်နောက်ဆုံးသတင်းကတော့ဒီနီကိုလက်ဂျက်ဆင်အကြောင်းပါအစတွန်ဗီလာဟာဒီချက်စီနဲ့နီကိုလက်ဂျက်ဆင်ရဲ့ကိုယ်စားလှယ်တွေကိုဗျဓာတ်ရိုက်ဆွေးနွေးနေပြီးတော့ဒီစီနီကောတိုက်စစ်မှုကိုခေါ်ယူနိုင်ဖို့ဗျကြိုးပမ်းနေပါတယ်ဗီလာဘက်ကဒီအပိသက်ခေါ်ယူမှုဒါမှမဟုတ်အငှားအပေါင်းအပိသက်ဝယ်ယူခွင့်ဗျဒီပုံစံနှမျိုးလုံးကိုစဉ်းစားနေတယ်လို့လည်းသိရပါတယ်လက်ရှိအချိန်ထိတော့ဒီသဘောတူညီမှုမရသေးပဲနဲ့ဗျာနှစ်ဖက်အသင်းနဲ့ဒီကစားသမားတို့အကြားဗျာဆွေးနွေးမှုတွေဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်အခုကျွန်တော်တင်ဆက်ပေးလိုက်တဲ့သတင်းတွေကတော့ဗျာဒီချက်စီအသင်းရဲ့နောက်ဆုံးရသတင်းတွေပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့ချက်စီဖန်မိတ်ဆွေများအားလုံးကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျ